music ကလေးကိုမြင်နိုင်အသက်သွေးခြေလောင်းကားနဲ့စိတ်ပြူကြတယ်လူတယောက်ဖြစ်ဖို့အတွက်တော့ကလလကြီးကြီးကလေးကိုလူခန္ဓာအတွင်း၌ပြိုထောင်အသွေးသားများနဲ့ကိုလာအချိန်ရဲ့ကြာပင်မစီရဲ့စွာအနေအထိုင်အစားတော့ညာကိုတင်းကြုံစင်ရင်အိုအမေဒုက္ခကြီးများတန်ချင်းခက်ခဲခြင်းများစွာလောကလူဘဝရဖို့မလွယ်ကူပါကျွန်တော်ကိုမွေးဖို့အတွက်ကိုအမေရဲ့သွေးတွေဘယ်လားတောင်များကုန်ခဲ့ပြီလဲချစ်ဆုံးတော့အမေနာကျင်ကိုကြီးတို့ဆုံးမစေကြီးမားတဲ့အကျဉ်းသားများနဲ့သေပါစေလုံးဝမကြောက်ပါအနိုင်မဲ့မြစ်တာမွေးကြီးတော့ညာဘူကယူဆိုင်ရတာမိုးရာအပြင်ဘာမှမသိသူသားတွဲပူပန်းအိုတီးတဲ့တမပြုစုပန်းစင်းတကယ်မှလည်းရချာချီးတဲ့မြခွန်အားအပေါင်းနဲ့မွေးမြူလာဖြစ်လို့ကြိုးပြောင်းကတာလီတယောက်အာဟာရဖြစ်စေမြင့်မြတ်တော်မေဂယုနာကြီးမာတဲ့အမေသားဖို့အကောင်းဆုံးတော်အမေဘဝမှာတူနိုင်မြပဲအမေကျွန်တော်ကြောင့်တွေ့တဲ့မျက်ရည်ကျွန်တော်ကြောင့်ပင်ပန်းခြင်းတွေကျွန်တော်အတွက်ပူဆွေးခြင်းတွေအိမ်ပြန်ရမဝင်တဲ့စားတွေအမေဘယ်လောက်တောင်မှညာခဲ့ပြီလဲမေအာနာမိရဲ့အမှန်တကယ်ကျေးဇူးပါပဲအမေတပင်ဖြစ်ဖို့အတွက်ကိုမျိုးစင်ကလေးကိုမြင်နိုင်အသက်သွေးခြေလောင်းကားနဲ့စိတ်ပြူကြတယ်လူတယောက်ဖြစ်ဖို့အတွက်တော့ကလလရင်ကြီးကလေးကိုလူခန္ဓာအတွင်း၌ပြိုထောင်အသွေးသားများနဲ့ကိုလာအချိန်ရဲ့ကြာပင်မစီရဲ့စွာအနေအထိုင်အစားတော့ညာကိုကြောင့်စင်ရင်အိုအမေဒုက္ခကြီးမြတ်တန်ရှင်းခက်ခဲခြင်းများစွာလောကလူဘဝရဖို့မလွယ်ကူပါကျွန်တော်ကိုမွေးဖို့အတွက်ကိုအမေရဲ့သွေးတွေဘယ်လောက်တောင်များကုန်ခဲ့ပြီလဲချစ်ဆုံးတော့အမေနာကျင်ကိုကြီးတို့ဆုံးမစေကြီးမားတဲ့အကျဉ်းသားများနဲ့သေပါစေလုံးဝမကြောက်ပါအနိုင်နဲ့မြစ်တာမွေးကြီးတော့ညာဘူကယူဆိုင်ရတာမိုးရာအပြင်ဘာမှမသိသူသားတွဲပူပန်းအိုတီးတဲ့တမပြုစုပန်းစင်းတကယ်မှအားလည်းရချာကြည်တဲ့မြခွန်အားပေါင်းနဲ့မွေးမြူလာ